အားလုံးမင်္ဂလာပါများကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ PSP game တွေကိုကျွန်တော်တို့ရဲ့ Android phone တွေပေါ်မှာတကယ်ချင်းတွေနဲ့အတူချိန်ပြီးတော့ကစားရတဲ့နည်းပဲဖြစ်ပါတယ်ကျွန်တော်ဒီလုံလေးလေးသိထားမယ်ဆိုရင်တော့ကျွန်တော် PSP မှာထွက်ထားတဲ့ဘယ် multiplayer game ကိုမဆိုကျွန်တော်တို့တကယ်ချင်းတွေနဲ့ချိန်ပြီးတော့ offline ကစားလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော် PSP မှာလည်းကျွန်တော်တကယ်ချင်းတွေနဲ့အတူချိန်ပြီးတော့ကစားလို့ရတဲ့ game တွေကျွန်တော်တို့ယာနဲ့ချီပြီးတော့ထွက်ရှိထားပါတယ်အဲ့ဒီထက်မှာကျွန်တော်နာမည်ကြီးတဲ့ game တွေဆိုရင်တော့ကျွန်တော်တို့ဘောလုံးကန်တဲ့ game တွေတို့ကျွန်တော်ဒီ Dragon Ball Z တို့ပေါ့နော်ဒီစက်တိုက်တဲ့ game ကြိုက်တဲ့သူတွေဆိုရင်တော့ဒီ Call of Duty တို့ရှိမယ်ပေါ့နော်အဲ့လို game တွေကိုကျွန်တော်တို့တကယ်ချင်း1ယောက်ဒါမှမဟုတ်တကယ်ချင်း2ယောက်ပေါ့နော်အများဆုံးကျွန်တော်တို့8ယောက်အထိပေါ့နော်ကစားလို့ချိန်ပြီးတော့ကစားလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်လုံနည်းလေးကိုတစ်စင်းကြည့်လိုက်အောင်ပါဗျโอเคကျွန်တော်မှာဖုန်းနှလုံးရှိရပေါ့နော်ဒီဘက်ကဖုန်းအမဲကိုကျွန်တော်တို့ hotspot လွှင့်မလိုက်မယ်ပေါ့နော် hotspot လွှင့်ပြီးတော့ကျွန်တော်ဒီဘက်ကဖုန်းအနီကိုကြတော့ wifi ဖွင့်လိုက်မယ်ပေါ့နော်ဒီဘက်က hotspot နဲ့ဒီဘက်က wifi နဲ့ချိန်သွားပြီဆိုရင်ကျွန်တော်တို့ဒီမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီ wifi setting တွေကိုဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ IP address ကိုကျွန်တော်တို့မှတ်ထားမယ်ပေါ့နော်192.168 168.160ပေါ့နော်ဒီ IP number ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ BPSSPP တွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဒီ hotspot link နဲ့ဖုန်းကို BPSSPP တွေကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော် setting တွေကိုသွားမယ်ပေါ့နော် setting နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီ network key တွေကိုသွားမယ်ပေါ့နော် network key ထဲမှာကျွန်တော်တို့ဒီ enable back in pro AD hot server ဆိုတဲ့ဟာကိုအမှန်ချစ်ပေးရမှာပေါ့နော်ပြီးတော့ဒီ chain pro AD hot server IP address ဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်နှိပ်ပေးလိုက်ရင်သူကဒီတိုင်းဖြစ်နေပေါ့နော်အဲ့မှာကျွန်တော်တို့ delete all ကိုနှိပ်လိုက်မယ်ပေါ့နော် delete all ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာဘာထည့်ရမလဲဆိုတော့ဒီဘက်ကဒီ192.168 168.160ဆိုတာထည့်ရမှာပေါ့နော်ကျွန်တော်ထည့်မယ်ပေါ့နော်โอเคဒီဘက်ကအတိုင်းထည့်ရတာပေါ့နော်ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံးကserver ID မတူဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ထည့်တဲ့ကဏ္ဍအတိုင်းဘာသာတို့ဖုန်းမှာဖြစ်ချင်မှာဖြစ်မှာပေါ့နော်โอเคကျွန်တော်ဒီလိုထည့်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဖုန်းရဲ့ကဏ္ဍပြီးသွားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော် hotspot လွှင့်တဲ့ဖုန်းကိုခဏလေးထားပြီးတော့ဒီဘက်က wifi ဖွင့်ထားတဲ့ဖုန်းရဲ့ BPSSPP တွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် setting တွေကိုသွားမယ်ပေါ့နော် setting တွေကိုသွားပြီးတော့ကျွန်တော် network key တွေကိုပဲသွားမယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ဒီဘက်ကမှာ enable back in pro hot server အမှန်ချစ်မယ်ပြီးတော့ကျွန်တော်ဒီဘက်က chain AD server IP address မှာကျွန်တော်တို့ delete all နှိပ်မယ်ပေါ့နော်ပြီးတော့ဒီဘက်ကဟာလေးပဲထည့်မယ်ပေါ့နော်ဒီ192.168 168.160ဆိုရပဲထည့်မယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော် okay ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဖုန်းနှစ်ခုစလုံးချိန်လို့ပြီးသွားပြီပေါ့နော်ဖုန်းနှစ်ခုစလုံးကျွန်တော်တို့ဒီဟိုကနေ join လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်ထွက်လိုက်မယ်ပေါ့နော်နှလုံးစလုံးထွက်ပြီးတော့ gain နဲ့ဝင်လိုက်မယ်ပေါ့နော်gain နဲ့ရောက်ပြီဆိုရင်တော့ကျွန်တော်ဒီ max ဆိုတဲ့ဟိုဟာပဲမှာပေါ့နော်ချစ်ချီကိုနှိပ်လိုက်မယ်ပြီးတော့ဒီအောက်ကိုနည်းနည်းလေးရွှေ့မယ်ပေါ့နော် ADHOC ဆိုတဲ့နေရာမှာချစ်ချီလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ make run ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ဒီမှာခဏစောင့်လိုက်မယ်ပေါ့နော်ဒီကောင်းအောင်လည်းဒီတိုင်းပဲကျွန်တော်တို့ချစ်ချီလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီ ADHOC ဆိုတဲ့ဘက်ကိုရွှေ့ပြီးတော့သွားမှာပေါ့နော်ဒါကကြတော့ကျွန်တော်တို့ search for mesh run ဆိုရအောင်သွားမှာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့တွေ့သွားပြီပေါ့နော်တွေ့သွားပြီဆိုကျွန်တော်ဒါကိုနှိပ်ပြလိုက်မှာပေါ့နော်ဒါဆိုနှစ်ခုဖြစ်သွားပြီပေါ့နော်ဒီမှာလည်းနှစ်ခုဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော် setup ကိုနှိပ်လိုက်မယ်sorry ဒီဘက်ကရပြီဆိုတော့ကျွန်တော်ဒီဘက်ဖုန်းကnext match တွေဟာကိုသွားလိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ကန်လို့ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့တင်ရွေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းကကျွန်တော် Barcelona ကင်ထားတာပေါ့နော်ကျွန်တော်ဒီတိုင်းသွားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီဖုန်းကတော့ Manchester United ကင်ထားတဲ့ဖုန်းပေါ့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့